အားလုံးပဲမင်္ဂလာပါနော်60နှစ်မင်္ဂလာမကြီးနဲ့လည်းနီးရမယ်မနှောနဲ့လည်းနီးရမယ်ဆိုတော့ဝိုင်းချွတ်ရဲ့ချစ်ရတဲ့လူချင်းတွေကိုဒီရင်အယောင်းလေးနဲ့မိတ်ဆက်ပေးပါရစေနော်ရောင်းချမဲ့အိမ်လေးရဲ့ပေကျရတော့မျက်နှာပွင့်ကပေ40နောက်ကို60 40-60အကျယ်ရှိပြီးတော့အလှည့်လေးကအများစိုက်တဲ့အရှိတ်လှည့်လေးနဲ့ရရှိမှာပဲဖြစ်ပါတယ်။စာရေးစာရန်လေးအနေနဲ့ကတော့ခရံအနီပေါက်ကရောင်းချပေးမှာဖြစ်ပြီးတက်တန်းလေးလည်းကျမသေးတယ်ရှင်။ဟုတ်ကဲ့ဒီလိုနေရာကောင်းပတ်ဝန်းကျင်တန်လေးကိုရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့3500နဲ့ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။ပိုင်ရှင်ကိုယ်တိုင်လာရောက်အနံထားတဲ့အမည်ပတ်လေးဖြစ်တဲ့အတွက်ကြောင့်မလို့စင်ပြေအောင်ဒီနိုင်ဆောင်ရွက်ပေးပါမယ်ရှင်။စိတ်ဝင်စားတဲ့လူချင်းတွေနဲ့ဝိုင်းချိုအေးချက်မျိုးကိုအမြန်ဆုံးဆက်သွယ်လိုက်ပါနော်။ကျေးဇူးတင်ပါတယ်ရှင်။